ဂျင်ဝူရဲ့ရဲကိုဒီ level နဲ့ဝင်လို့ဖြစ်နိုင်တဲ့အကြောင်းမလို့ခုချိန်မှာကျန်းတော်နေအောင်ရင်လို့ဖို့အတွက်ဂျင်ဝူရဲ့ကမ်းလှမ်းချက်ကိုရင်လက်ခံလိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့ချွန်းချက်တစ်ခုတော့ရှိမှဖြစ်ပြီးဒန်ဂျန်တွေကိုသူတို့နှစ်ယောက်ပဲဝင်ကြမှာဖြစ်လို့လိုအပ်တယ်လို့6ယောက်ကိုတော့အဆင်ပြေတယ်လို့ဖြေပေးရမယ်လို့ပြောလိုက်တဲ့အတွက်နှစ်ယောက်တည်းဝင်တာဖင်ရသလိုများဖြစ်နေမလားလို့ဂျင်ဝူကမေးလိုက်ပါတယ်။ယောင်နာမြုံနာကတော့သူ့ပိုင်းမဟုတ်တဲ့အတွက်ဒန်ဂျန်19ခုလုံးကိုဘာပြဿနာစားမှမရှိပဲလောက်ပြနိုင်မယ်ဆိုရင်ဖေရဲ့ယုံကြည်မှုကိုရနိုင်မယ်မလားလို့ပြန်ပြီးတော်ပြီးချွေပေးလိုက်ပါတယ်။အဲစကားနဲ့ feed တက်သွားတဲ့ risk လေးကဂိမ်းတဲ့လူတွေစီစဉ်ပြီးဆက်သွယ်လိုက်ပါမလို့စောင့်နေပေးဖို့ပြောလိုက်ပါတယ်။တစ်ဖက်မှာလည်းဂျင်အိုဖေရဲ့ agent တယောက်ကလေ့ကျင့်ကွင်းထဲထိလာပြီးဟေးရင်ကို guide master ဖြစ်လုပ်ပေးနိုင်မလားလို့ကမ်းလှမ်းနေပါတယ်။ဒါပေမဲ့ဟေးရင်ကသူ့ရဲ့ guide master ကျုံရင်ကိုဒီလိုမျိုးကမ်းလှမ်းမှုတွေရှိရဆိုတဲ့အကြောင်းနဲ့နေရာမှာလည်းညင်ခဲ့ပါတယ်လို့တခါတည်းတင်ပြလိုက်ပါတယ်။အဲဒီနောက်သူဝင်လာတော့ကကြားပြူကရဲ့ guide master ဘဲကိုတွေးခဲ့ရတာမလို့ဘာတွေပြောခဲ့လဲဆိုတာသူသိလို့ရမလားလို့မေးကြည့်လိုက်ပါတယ်။လွန်ခဲ့တဲ့10နှစ်လောက်ကပြက်စိတ်ညီတွေကိုကြာရှုံးခဲ့တဲ့ဂျေဂျီကျွန်းစစ်စင်ရေးကိုနောက်တစ်ခါပြန်တိုက်ခိုက်မှဖြစ်လို့အသင်းပြင်ဆင်ထားဖို့အတွက်တွေးဆုံကြတာဖြစ်ပြီးကြာရှုံးသွားတဲ့ဟန်တာတွေရဲ့မြင်ကွင်းကိုလည်းဘဲကတရားမှမေးမရနိုင်ဖြစ်နေပါတယ်။ဂျင်ဝူကတော့မနေ့ကလိုလေ့ကျင့်ခန်းကိုပို့လို့ရင်နောက်ထပ်ပိုကောင်းတာတွေများရမလားဆိုပြီးလှုပ်ကြည့်နေပေမဲ့စူတောင်းမှရမယ်ဆိုပြီး system အထီးလက်မှတ်ကြီးပဲချပေးလိုက်ပါတယ်။ထပ်ပြီးတော့လေ level တက်ဖို့နေနေလို့ဒန်တွေကိုဝင်ဖုတ်ချင်နေပြီဆိုပေမဲ့ဂျင်ဟိုးစီကစာမနာသတင်းမကြားဖြစ်နေလို့တိုင်ပတ်နေတော့မှဒီ rank gate တစ်ခုကို invite လုပ်တဲ့ message ဝင်လာလို့ထိုင်နေလည်းမထူးတဲ့တူသွားဖို့ကိုပဲဆုံးဖြတ်လိုက်ပါတယ်။ကာဒီယုံဖျားเจ้าကနေလွတ်လာခဲ့တဲ့ဟန်တာတွေဖြစ်တဲ့ Mr. ဆုံနဲ့ဂျိုအီတို့ကလည်းစိတ်တန်ရာကြီးကြီးရခဲ့ကြပေမဲ့စာဝတ်နေရေးကတကြောင်ကိုချဲလဲပြန်လုပ်ဖို့ဆုံးဖြတ်ထားတာတကြောင်မလို့ဒန်ညန်တွေကိုပြန်ဝင်ပြီးဒီဖြစ်ပျက်တွေကိုကြော်လွန်ဖို့ဆုံးဖြတ်ချက်ချလိုက်ကြပါတယ်။ဂိမ်းရှိမှာတော့ဂျင်ဝူရဲ့ပြောင်းလဲသွားတဲ့ body နဲ့ပြန်ကောင်းသွားတဲ့ခြေထောက်တွေကြောင့်အန်အောဝမ်းသာနေကြပေမဲ့သူ့ကိုဒန်ညန်ထဲမှာထားခဲ့ပြီးထွက်သွားခဲ့ကြတဲ့အတွက်လည်းမျက်နှာပူနေကြပါတယ်။အဲဒီချိန်ကားစီးရောက်လာပြီးကားပေါ်ကနေအကျဉ်းသားဝတ်စုံတဲ့လူ3ယောက်ပြင်သူတို့ကိုထိမ့်မှုအတွက်ဘေရန်ဟန်တာတေးရှစ်ကဂိတ်ကိုသူပူးပေါင်းမယ်လို့မမလေးကပြောလိုက်ပါတယ်။ဟန်တာတွေကိုမလုံလောက်လို့ရာဇဝတ်သားတွေကိုထည့်ပေးလိုက်ရတယ်ဆိုပေမဲ့သူတို့ပြစ်ဒဏ်ကိုလျှော့ချဖို့အတွက်တခြားအန်နယ်များတာကိုလုံးဝမဟုတ်လို့စိတ်ပူနေဖို့မလိုချောင်းကိုလည်းထပ်ရှင်းပြနေပါတယ်။ဒါပေမဲ့ဂျင်ဦးကဂျိုအီတစ်ခုခုပြစ်မှာစိုးရိမ်နေတဲ့အတွက်နေခဲကိုပြောလိုက်ပေမဲ့လည်းလက်ပြလေးလိုနားမှာဝဲကျင်တယ်ဆိုပြီးညင်းလိုက်ပါတယ်။ဒီလိုနဲ့ဂိတ်ကိုဥဆောင်ပေးဖို့အတွက်လူမရှိသေးတာကြောင့်မလို့ရင်တစ်ခါတော့ခေါင်းဆောင်လုပ်ဖို့ခဲ့တဲ့မစ္စတာဆုံကပဲသူထပ်ပြီးဥဆောင်ပေးလို့ရအောင်လားဆိုပြီးတောင်းဆိုလိုက်ပါတယ်။ကိုရဲမှာတော့မွန်စတာတွေနဲ့တိုက်ခတ်နေရတာခုချိန်ဒီဒဏ်ရာများသေးတဲ့ဂျင်ဦးတယောက်အရင်ကတည်းကပိုတန်မှလာတာကိုသတိထားမိလိုက်ကြပါတယ်။အဲ့လိုနဲ့တနေရာရောက်မှာတော့သုံးပေါက်ကွဲနေတဲ့ကိုကြီးကိုမြင်လိုက်ရတာကြောင့်ခွဲပြီးသားကြဖို့နဲ့ဘော့စ်ကိုဘယ်ဖွဲရတွေ့အကြောင်းကြဖို့တေးရှိကမှားနေပါတယ်။အာယုံခံနိုင်စွမ်းကောင်းလာတဲ့ဂျင်ဦးကတော့ဘော့ကြီးရဲ့နေရာကိုသိနေရကြောင်းမလို့ဘယ်ဘက်ဆုံးကလိုင်ကိုရွေးချယ်ဖို့မစ္စတာဆုံကိုကြံပေးလိုက်ပြီးကျန်တဲ့ဖွဲတွေကလည်းကိုသွားမဲ့ကိုရွေးလိုက်ကြပါတယ်။ကိုရဲဝင်ခင်မှာတော့ကြာကြီးနဲ့ကြီးနေတဲ့တေးရှိကိုဂျင်ဦးကတွေးလိုက်ရပြီးမျက်လုံးချင်းတော့မစုံရဲလောက်အောင်ထိမလုံးမလဲပြင်းနေတဲ့ကင်နဲ့ဂျင်ဦးတို့ကလည်းဂျင်ဦးပေါ်လောက်ခဲ့မိတဲ့ပြစ်တွေအတွက်ဒီတစ်ခါမရှင်ပြီးရင်အောင်လားလုပ်ကြည့်ဖို့နဲ့အာဇာနည်ပေးလောက်ပါမလားလို့စိုးရိမ်နေကြပါတယ်ဒီလိုနဲ့ဆက်သွားနေဘူတွေကတစ်ခုနဲ့တစ်ခုဆက်ဆက်နေတာကြောင့်မလို့တေးရှိတို့ရှိရာဘူဘက်ကိုရောက်သွားကြပေမဲ့ကျင်းသားတွေကိုတပ်ဖြတ်နေတဲ့တေးရှိကြောင့်နားမလည်နိုင်တဲ့ခြေအနေကိုဖြစ်သွားကြပါတယ်တကယ်တော့ဒီကျင်းသားတွေကမင်္ဂလေးတယောက်ကိုရဲဆက်ဆက်တပ်ဖြတ်ခဲ့တဲ့သူတွေဖြစ်နေပေမဲ့ဟန်တာလက်မရှိနေတာကြောင့်မလို့ပြည်တဲ့ကိုရှော့ပေါ်ချမှတ်ပေးလိုက်ပြီးပြန်အောင်လွတ်လာတော့မှာပဲဖြစ်ပါတယ်အဲဒါကြောင့်ဖေဖြစ်သူကရှိသမျှကိုပုံပေးပြီးသူတို့ကိုတပ်ပေးဖို့အတွက်တေးရှိကိုတောင်းဆိုခဲ့တာပဲဖြစ်ပါတယ်။ဂျင်ဝူတို့ဘွဲကလည်းဘောရှိရာနေရာကိုသွားနေတဲ့အချိန်ကြောက်စရာကောင်းတဲ့အော်တန်ကိုကြားလိုက်ရတာကြောင့်မလို့တန်လာရာဘက်ကိုလိုက်သွားခဲ့ကြပါတယ်။အဲဒီနေရာမှာတော့သေဆုံးနေတဲ့ကျင်းသားတွေကိုတွေးလိုက်ရတဲ့ပြင်ဒဏ်ရာပြင်းထန်တဲ့လဲနေတဲ့ကင်နဲ့ဂျန်ဟိုတို့ကိုပါမြင်လိုက်ကြရပါတယ်။အဲဒါကြောင့်ချိန်မီစေကူတာပေးနေပေမဲ့လည်းပြင်းထန်ရလာတဲ့ဒဏ်ရာတွေကြောင့်ဂျင်ဝူကလောက်ခဲ့မိတဲ့ပြစ်တွေကိုနူးညွတ်တောင်းပန်နေသေဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်။အားလုံးလည်းဝန်ထမ်းနေကြတဲ့အချိန်မောင်ထဲကနေလက်စည်းလိုဝင်လာနေတဲ့ဓာတ်တစ်ချောင်းကြောင့်ဂျင်ဝူကချိန်မီလေးထားပေးလိုက်ရပြီးဒီဖြစ်ပျက်တွေရဲ့တရားခံကတေးရှိဆိုတာကိုသိလိုက်ကြရပါတယ်။ခေါင်းဆောင်ဖြစ်တဲ့မစ္စတာဆုံကတော့သူတာဝန်ယူဖြည့်ရှင်းလိုက်မှာမလို့သူ့ကိုကာကွယ်မော်သုံးပေးဖို့ကိုဂျိုအီစီကနေတောင်းဆိုလိုက်ပါတယ်။ဘာပြန်ကြားပြန်တိုက်ခိုက်နေရင်ရသွားတဲ့ဒဏ်ရာတွေကိုပြန်ကူးတာပေးနေရတဲ့ဂျိုအီကဆက်လက်ပြီးတော့ဟေးပေးဖို့အတွက်မန်နာမလောက်တော့တာကြောင့်ကာကွယ်မဲ့သွားလို့ပြင်းခံရတော့မယ့်ချိန်ပရာဟိတကယ်တင်ရှင်လေးဂျင်ဝူကဝင်ကူညီပေးလိုက်လို့သာကြော်တို့စီဘိုးကင်မတင်လိုက်ရတာပဲဖြစ်ပါတယ်။တေးရှိကသူ့ဝါသနာရဲ့ဟန်တာဖွဲ့စည်းရဲ့ကာဘာကိုယူပြီးဒန်ညန်တွေထဲမှာလူတွေကိုတပ်ဖြတ်နေတယ်မကောင်းဆိုးဝါးတကောင်ဆိုတာကိုသိလိုက်ရပြီးဂျင်ဝူနဲ့ပြိုင်ဘသူနိုင်တီးနေကြပါတယ်။ဒေသနေတဲ့တေးရှိရဲ့ငွေတက်တွေကြောင့်လူသက်ကျင်တဲ့စိတ်ပြန်လို့ကြားလာတဲ့ဂျင်ဝူကိုစစ်စတန်ကနေဘေးလောက်အောင်လဲပေးပြီးရှေ့ကရန်သူကိုတတ်ဖို့ဂွေတက်အောင်ကာလို့ရမယ်မစ်ရှင်တစ်ခုပေးလိုက်ပါတယ်။ဒါပေမဲ့တေးရှိကတော့တူဝါလောက်တိုင်းကစားနေပြီးသူ့ကိုမြင်သွားတဲ့လူတိုင်းကိုလည်းငယ်ပြစ်ကိုခါမဲ့ပို့ပေးနေတာပဲဖြစ်ပါတယ်။အမြင်ရတဲ့တိုက်ခိုက်မှုတွေကိုစွမ်းကုန်ခုခံနေတဲ့ဂျင်ဝူဆိုတဲ့ကောင်ကလည်းအာချာပင်တယောက်မဟုတ်လို့သူ့ရဲ့ဗိုင်းမျိုးကိုဖွင့်ဆုံးလိုက်ပြီးတေးရှိရဲ့တဲလေးကိုတင်းတင်းခွဲပေးလိုက်ပါတယ်။တေးရှိရဲ့နောက်ဆုံးတော့မှာတော့လင်းကိုရှာဖွေနေရင်မောင်နှဆိုးရဲ့စားသုံးခြင်းကိုမခံရအောင်ဂူးဆိုင်ကိုတတိပေးပြီးတတ်ထွက်သွားပါတယ်။အဲဒီနောက်စမ်းကြီးရန်လို့ကျင်နေတဲ့ကိုပြောက်စကေးကိုရရှိသွားပြီးဘော့စ်ကိုကေးဖို့အတွက်တယောက်တည်းထွက်သွားပါတယ်။ဒန်ညန်ရဲ့ပြင်ပမှာလည်းသူ့လက်ထောက်ကလူတွေကိုတတ်နေရမသိတဲ့အတွက်ကိုယ့်ကိုယ်ကိုပြစ်တင်လိုက်ပါတယ်။ဒါပေမဲ့တေးရှိသိသွားတာလူလက်ချက်လည်းသိဖို့လိုတာကြောင့်မလို့ဂျင်ဝူတော့လက်ပြထင်နေပေမဲ့မစ္စတာဆုံနဲ့ဂျိုဝီကသူတို့လှုပ်လိုက်တာလို့ကာပြောပေးနေတာကြောင့်မလို့မယုံပေမဲ့လည်းလက်ခံပေးလိုက်ပါတယ်။ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုလို့ရှိရင် like share comment subscribe တခုခုလုပ်ပြီးတော့ကူညီသွားပေးနိုင်ပါတယ်။